အားလုံးပဲမင်္ဂလာပါရှင်ခိုင်လေးပဲဖြစ်ပါတယ်အခုတစ်ခါလေ့လာကြမှာကတော့ဒီမလေးစကားမှာပေါ့နော်အရန်ကိုအတန်ထွက်ဆင်တဲ့အတုံးနဲ့များတဲ့ဒီစကားလုံးလေးသုံးလုံးကိုအတူတူလေ့လာကြမယ်ပေါ့နော်အဲ့တော့ပထမတစ်ခုကကြတော့ဘွာဆိုတာကတော့အသီးအနှံကိုပြောတာပဲဖြစ်ပါတယ်ဒီတိုင်းပဲကိုက်စားလို့ရတဲ့အသီးအနှံကိုသူကဘွာလို့ခေါ်တယ်ပေါ့နော်ပြီးတော့ဒီအသီးအနှံကိုတော့ဘွာလို့ခေါ်ပြီးတော့အသီးအရွက်ကိုဒီချက်စားတဲ့အသီးအရွက်လိုမျိုးတွေဆိုလို့ရှိရင်တော့စာယုလို့ခေါ်တယ်ပေါ့နော်စာယုလို့ခေါ်တယ်အဲ့တော့ပြောချင်တာကတော့ဒီအတန်တွက်ဆင်မှာကတော့ဒီဘွာဆိုတဲ့စက်လုံးလေးနဲ့အတန်တွက်ဆင်တဲ့စကားလုံးလေးတွေပေါ့နော်ပထမတစ်ခုကတော့ဘွာကတော့အသီးအနှံပေါ့နော်အဲ့တော့စာရဏပလီဘွာဆိုလို့ရှိရင်တော့ငါအသီးအနှံဝယ်ရမယ်ဝယ်စရာရှိတယ်ဒါမျိုးပြောတာပဲဖြစ်ပါတယ်သူရဲ့အတိတ်ပြပေါ့နော်စာရဏပလီဘွာနာဆိုတာကတော့လိုအပ်တာပေါ့နော်အဲ့တော့ဗလီဆိုတာကတော့အလုံးသိတဲ့အတိုင်းပဲဝယ်တာကိုဗလီလို့သုံးတယ်ပေါ့နော်အဲ့တော့စာရဏဗလီဘွာဆိုလို့ရှိရင်ဒါငါအသီးအနှံဝယ်ရမယ်လို့ပြောတာပဲဖြစ်ပါတယ်ပြီးတော့နောက်တစ်ခုကကြတော့ဒီဘွာနဲ့အတန်တွဲနည်းနည်းဆင်တယ်ဘွတ်ပေါ့နော် BUAT ဘွတ်ဆိုလို့ရှိရင်တော့ဒါအလုတ်တာကိုပြောတာပဲဖြစ်ပါတယ်အလုတ်တာကိုပြောတာပဲဖြစ်ပါအဲ့တော့စာရဏဘွတ်မကနန်ဆိုလို့ရှိရင်တော့ငါစားစရာလုပ်ဖို့ရှိတယ်ပေါ့စာရဏဘွတ်မကနန်ဆိုလို့ရှိရင်တော့ဒါစားစရာတွေကိုပြောတာပဲဖြစ်ပါတယ်ချက်ပြုတ်ရမယ်စားစရာပေါ့နော်နောက်တစ်ခုကကြတော့စာရဏဘွတ်ကွေးဆိုတာကတော့ပြောမယ်ဆိုလို့ရှိရင်တော့ဒါသူတို့ရဲ့မုတ်ပေါ့နော်မုတ်ဆိုတာကမြန်မာမုတ်လိုမျိုးလုပ်တဲ့ဒီမုတ်တွေကိုပြောတာပဲဖြစ်ပါဒါသူတို့မလေးရှားမှာဆိုလို့ရှိရင်လည်းဒီသူတို့ရဲ့ရိုးရာမုတ်ပုံစံမျိုးလေးတွေပေါ့နော်ဒီဆန်တို့ဂျုံတို့နဲ့လုပ်တဲ့မုတ်ကလေးတွေပါညာဆိုလို့ရှိရင်ဒါသူတို့ကကွေးလို့ပြောတယ်ပေါ့နော်အဲ့တော့စာရဏဘွတ်မကနန်ဆိုရင်ငါစားတော့လုပ်เสียရှိတယ်ပေါ့ကွေးဆိုလို့ရှိရင်တော့ဒါမုတ်လုပ်เสียရှိတယ်ဒါမျိုးပြောတာပဲဖြစ်ပါတယ်ဒါဘွတ်ဆိုလို့ရှိရင်တော့ဒါလောက်တာကိုပြောတာပဲဖြစ်ပါတယ်အလုပ်ပေါ့နော်အဲ့တော့စာရဏဘွတ်အပဆိုလို့ရှိရင်တော့ဒါငါဘာလုပ်ရမလဲလို့မေးတာပဲဖြစ်ပါတယ်စာရဏဘွတ်အပဆိုတာကတော့ဘာလဲပေါ့နော်အဲ့တော့စာရဏဘွတ်အပငါဘာလုပ်ရမလဲဒါမျိုးအဓိပ္ပာယ်ရတယ်ပေါ့နော်ဒါကတော့လုပ်တဲ့အလုပ်ကိုဘွတ်လို့သုံးတယ်ပေါ့နော်နောက်တစ်ခုကကြတော့one ဆိုလို့ရှိရင်တော့ဒါသူကလှစ်ပြတာပြောတာပဲဖြစ်ပါတယ်တခုခုအသုံးမလို့တော့ဆိုလို့ရှိရင်တော့ ini one ဒါဆိုလို့ရှိရင်တော့ဒီဟာကိုလှစ်ပြလိုက်လို့ပြောတာပဲဖြစ်ပါတယ်ဒါကတော့ one ပေါ့နော်အဲ့တော့ ini တပြား one ဆိုလို့ရှိရင်တော့ဒီဟာမလို့ဘူးလှစ်ပြလိုက်လို့ပြောတာပဲဖြစ်ပါတယ်ဒါကတော့ one ပေါ့နော်အဲ့တော့နောက်တစ်ခါပြန်ပြောပြမယ်ပေါ့နော် wa ဆိုလို့ရှိရင်တော့ဒါအသီးအနှံကိုပြောတာဖြစ်ပြီးတော့ what ဆိုလို့ရှိရင်တော့အလုတ်ကိုပြောတာပဲဖြစ်ပါတယ်နောက်တစ်ခုကone ဆိုလို့ရှိရင်တော့ဒါကလှုပ်ပြတာကိုပြောတာပဲဖြစ်ပါတယ်အဲ့တော့ဒါ BUNG one ပေါ့နော်ဒီရေးတွေပါတယ်ပတ်လိုက်လို့ရှိရင် one ဆိုတဲ့အတန်မျိုးနဲ့အတန်တွက်နည်းနည်းဆင်တယ်ပေါ့နော်ဒါကတော့ဒီနေ့ဗီဒီယိုနဲ့လေ့လာကြတဲ့စကားလေးသုံးလုံးပဲဖြစ်ပါတယ်အားလုံးပဲ bye bye